ကွာခြားမှုရှိရမယ်ဝေးကြခြင်းကယ်လိုရီကွာခြားမှုဝင်တဲ့ကယ်လိုရီတက်ပိုသုံးပြရမယ်ဆိုတော့သိကြတယ်ဒါပေမဲ့အဲ့မှာတော့ကျွန်တော်တို့ကသိရမှာကဝင်ထက်ကယ်လိုရီတဲ့ဝင်လာတဲ့ကယ်လိုရီတက်ကိုကပိုသုံးပြရမှာတကယ်ဖြစ်နိုင်တယ်လို့ချက်ကဒါပေမဲ့ကျွန်တော်တို့ထင်လိုက်တဲ့ဥစ္စာကကျွန်တော်တို့သုံးနေတဲ့ကယ်လိုရီတက်ပို့ပြီးတော့ရှော့နိုင်လေကျွန်တော်တို့ကဝိတ်ပို့ကြလေဆိုတာယူခေါင်းထဲကိုဆွဲသွားစေတယ်တော်တော်များများမှားတယ်ကျွန်တော်ကိုယ်တိုင်လည်းမှားတယ်ဒါလွယ်လွယ်လေးအခုချိန်ကအမှန်သိအောင်လို့ဘယ်နေရာပြည့်လေ့လာလို့ရတယ်ကိုယ့်ဘာကိုလေ့လာလို့ရတယ်ကျွန်တော်လည်းဘာမှသိတာမဟုတ်ဘူးဒါပေမဲ့စိတ်ဝင်စားလို့လေ့လာပြီးတော့သိသွားတဲ့ဥစ္စာကိုမျှဝေပေးတာဆောင်းတော့ပြောသလိုကျွန်တော်တို့အပေါင်းအသင်းတွေကျွန်တော်တို့လိုအလားတူလူတွေကဒီကောင်ပောက်ကြရတွေတော့ပြောနေဘာပြောမလဲဆိုဝင်ကျင်တယ်အော်အေးဒါလေးအော်အေးဟုတ်မှာပဲဆိုပြီးတော့သိသွားရင်မနေဘူးဆိုပြီးပြောတာလေဒါအဲ့တော့ကျွန်တော်တွေးလိုက်တာကျွန်တော်တွေးနေရပြောင်းသွားတယ်နော်ဒီကယ်လိုရီကိုငါတို့စားထားတယ်ပို့ဘန်းရမယ်ဆိုတဲ့တွေးတာတက်ငါတို့သုံးနေတာတက်ပို့ပြီးရှော့ရမယ်ဆိုပြီးတော့တွေးကိုဝင်သွားတယ်အဲ့တော့ပို့ရှော့နိုင်လေပို့ဝေးကြလေနော်အဲ့တော့အနာအေးတင်းနေဖြစ်လာတယ်အဲ့တော့တကယ်အများကြီးရှော့ထမင်းထမင်းမပေါ်ဒီအစားအသောက်ကိုတော့ကယ်လိုရီကျဲဆက်ရှော့တာရှော့စားလာလို့ရှိရင်ဝိတ်ကလည်းတကယ်ကျလာတော့ပို့ပြီးတော့ဒါမှန်တယ်လို့ထင်လာတယ်ဒါပေမဲ့အဲ့ဒီမှာကျတဲ့ဝိတ်တွေကရေဓာတ်တွေနဲ့မာဆယ်တွေပါတဲ့เนาะအစီရေလောင်ကျွမ်းသွားတာမဟုတ်ပါဘူးခန္ဓာကိုယ်ကကျွန်တော်တို့တွေးတယ်လို့အဲ့လိုအလုပ်လုပ်တာမဟုတ်ပါဘူးเนาะသူကခန္ဓာကိုယ်ကကယ်လိုရီသူကသူနည်းလာရင်သူ့ကိုယ်သူ protect လုပ်ပါတယ်ပြီးတော့အစာနည်းလာရင်ကျွန်တော်တို့ metabolism ကအလိုလိုနှေးသွားပါတယ်နှေးသွားတဲ့အခါမှာကျွန်တော်တို့အစီကိုလောင်ကျွမ်းနိုင်မှုကပို့ပြီးတော့နှေးသွားတာကပို့မြန်လာတာမဟုတ်ပါဘူးကျသွားတဲ့ဥစ္စာတွေကရေဓာတ်နဲ့ကြွက်သားတွေဖြစ်တဲ့အတွက်ကျန်းမာရေးအတွက်မကောင်းသလိုရေရှည်ခန္ဓာကိုယ်ထိန်းသိမ်းမှုအတွက်လည်းအဆင်မပြေပါဘူးเนาะအဲ့ဒါတွေကဘာဖြစ်လို့ဖြစ်ရလဲဆိုတော့ကျွန်တော် social media တွေမှာဖြစ်တဲ့ diet trend တွေဒီ detox လုပ်တဲ့ plan တွေကိုလူတွေကမျက်စိမိတ်ယုံပြီးတော့ like လုပ်ကြတာတွေပြီးတော့ပို့ဆိုးတာတကယ်ကီလိုဂရမ်အရာကျသွားတဲ့အချိန်မှာပေါင်တွေကျသွားတဲ့အချိန်မှာလူတွေကဒါကိုအဟုတ်လို့ထင်နေကြတာပါဒါပေမဲ့အဲ့ဒါကကောင်းတဲ့နည်းလည်းမဟုတ်ပါဘူးတကယ်ပုံမူကျမ်းမာတဲ့နည်းလမ်းကတော့ကျွန်တော်တို့ကအဓိကဒီကယ်လိုရီကိုဘယ်လောက်မများလာအောင်လို့ကိုသုံးလိုက်တဲ့ကယ်လိုရီထက်မများလာအောင်လို့စားတဲ့အစားအသောက်မှရှိတဲ့ဟိုဟာတွေဗာလဲပါဝင်ပစ္စည်းတွေရယ်เนาะပြီးတော့အဲ့ဒီဟာရဲ့ portion တွေကိုဘာကိုသတိထားဖို့ပဲအရေးကြီးတာပါအလွန်အကျွံလျှော့ချဖို့မလိုပါဘူးပြီးတော့ protein လုံလောက်ရဖို့လိုပါတယ်အဲ့တော့ protein တက်ကိုများများစားရပါတယ်ပြီးတော့ balance meal ဖြစ်ဖို့လိုပါတယ်အဲ့ဒါမှသာကျွန်တော်တို့က energy ကိုလူရဲ့ active level ကိုထိန်းထားနိုင်တဲ့အချိန်မှာလည်း weight ကဆက်ပြီးတော့ကျမှာပါအဲ့ဒါကပုံမှန်အားလုံးမှားကြတဲ့အမှားဆိုတော့တော်တော်များများလည်းမှားကြပါတယ်အဲ့ဒါကတော့အရန်ကိုသတိထားရပါတယ်ပြီးတော့အစားကိုရဲစက် short fasting တွေလုပ်တဲ့အချိန်မှာဘိုက်ကအရန်စားပြီးတော့တစ်ချိန်မှာဥမာအိတ်ကနေချိန်မှာအရန် over eating ပြန်ဖြစ်တာမျိုးတွေဖြစ်တတ်တယ်နောက်ပြီးတော့အိမ်မရလို့ရှိရင်လည်းဒီခန္ဓာကိုယ်လေးချိန်ချော့ချမှုလုပ်ငန်းစဉ်ကိုထိခိုက်ပါတယ်ဒါနောက်ပိုင်းကျရင်ပြောပြမယ်သူကအိတ်ဆက်ခြင်းနဲ့ဘယ်လိုဆက်လဲဆိုတော့ဒါကလည်းအရေးကြီးတာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဘာတွေစားလဲဆိုတာအရေးကြီးတယ်နေ့စဉ်ဘာတွေစားမလဲဆိုတော့ protein ကိုကိနိုင်မှုဒီ balance meal ပြဖို့နောက်ဝေးလဲကြဖို့အတွက်အဲ့တော့ဘာတွေစားမလဲဆိုတော့ဒါပေါ်တယ်အဲ့နေရာပြောတယ်မှာဘာစားမလဲဘယ်လိုဟာတွေစားတဲ့လဲဆိုတဲ့ဥစ္စာရှာလို့ရတယ်ကျမ်းပါတယ်ဒါပေမဲ့အဲ့ဒီဥစ္စာတွေကိုအဲ့ဒီပုံစံအတိုင်းငါတို့တွေဘယ်လောက်ကြာစားနိုင်မှာလဲနော်ကိုရီရဲ့ပါဇက်ကိုရီရဲ့ delete နဲ့တော်တော်ကွာနေတဲ့အစားအသောက်တွေငါတို့ရေရှည်စားနိုင်မှာလားငါတို့ lifetime တကယ်ကြီးအဲ့လိုချိန်နိုင်မှာလားဆိုမေးခွန်းကိုအောင်မေးဖို့အဲ့တော့ကျွန်တော်ကမလုပ်နိုင်ဘူးရှင်းတယ်ကျွန်တော်တော့မဖြစ်နိုင်ဘူးဆိုတော့ကျွန်တော် adjust လုပ်ထားတယ် adapt လုပ်ထားတယ်တချို့ကိစ္စလေးတွေကိုကျွန်တော်ဒါမျှဝေအဲ့တော့အစပိုင်းမှာကျွန်တော်လိုအသီးတွေနော်အသီးနဲ့ yogurt နဲ့ရောနေထားတဲ့ဥစ္စာတွေ yogurt ကနော် protein တွေအရင်ကောင်းတယ်ပြီးတော့ကြက်ဥပြုတ်နဲ့လုပ်ထားတဲ့ salad တွေအဲ့ဒါတွေပဲစားတာပေါ့အဲ့ဒီတော့လိုပဲရှာဖွေမလေးလာသေးတော့ထမင်းုံလည်းကြောက်တော့လုံးမစားဘူးပြဖြတ်လိုက်တော့လေပထမဆုံး1ရက်2ရက်ကတော့လူးလိမ့်နေရပဲရင်းနေပူတာမနေနိုင်ဘူး2ရက်လောက်ကြာတော့လည်းအဆင်ပြေသွားပါတယ်အဲ့တော့ကျွန်တော်ဝယ်ထား olive oil လေးဝယ်ထားတယ်အဲ့ဒါလေးနဲ့ကျွန်တော်အဆင်ပြေအောင်ချက်တယ်ပေါ့နော်အဲ့တော့နေ့စာ protein လုံးလောက်ရဖို့အတွက်ကျွန်တော်အမဲသားတို့
ဒီကြက်ရှင်ပုံလေးတွေရွေးချောင်းတာရှိတယ်အဲ့ဒါတွေရယ်ငါးတွေရယ်နော်ကြက်ဥရယ်ပြီးတော့ဒိန်ချင်း plain ဒိန်ချင်းဟိုကမပါဘူးအချိုမပါတဲ့ဒိန်ချင်းအဲ့ဒါတွေရယ်ကနေပြီးတော့ကျွန်တော်အဓိကယူတယ်ဟိုကျွန်တော်အချိုရမ်းမကြိုက်တဲ့အခါကျတော့ငကိုတွေကဘာတကြားနဲ့ပတ်သက်တဲ့ဟာမှမစားတော့အဲ့တခုကတော်တော်လေးကောင်းတယ်အချိုရင်မတော်ဘူးလက်ဖက်ရင်မတော်ဘူးကော်ဖီမတော်ဘူးတော့တကြားထွေထူးဖြတ်เสียမှာမဟုတ်ဘူးကျွန်တော်တို့အဲ့ကျွန်တော်ဆောင်းတာကျွန်တော်ဝယ်ထားတယ် olive oil လေးနဲ့ကျွန်တော်တခါစီလေးနည်းနည်းတက်တယ်ငါးလေးပဲစီတက်ပြီးတော့ချင်းဟင်းတွေချက်တယ်မုံလောက်ချင်းဟင်းတို့ဘူးသီးချင်းဟင်းတို့ပြီးတော့ကြက်သားနဲ့ဘူးသီးကိုအမြဲအဲ့လိုချက်တယ်နော်အဲ့တော့ပြီးတော့ဒီဟိုဟာတွေပေါ့ဗာလဲအခြားငါးတို့နဲ့အရွက်သီးရွက်တွေပြုတ်လိုက်တာတို့အဲ့လိုတလွင်စီလေးနည်းနည်းကြော်တာတို့ကျွန်တော်အဲ့လိုတွေလုပ်တယ်ပြီးတော့ပဲပြားလဲစားပြတယ်ပေါ့နော်ပြီးတော့ဒီမှာသူအဲ့လိုအမဲသားကိုအဲ့လိုအရွက်တွေနဲ့ပြုတ်စားတာမျိုးကြက်ဥပြုတ်လေးလည်းထည့်လိုက်တာလေအဲ့လိုတွေစားကျွန်တော်တို့ကပြောတဲ့ဒီချင်းဟင်းတို့ကျွန်တော်တို့ကြက်သားဘူးသီးတို့ကကျွန်တော်စားနေကြရတာကျွန်တော်တို့အဆင်ပြေတယ်ထမင်းမပါပဲနဲ့ဒါမှမဟုတ်ထမင်းလေးလက်သီးတုပ်တစ်စုပ်လောက်ဖြစ်ကိုကျွန်တော်တို့အဲ့ဒါနဲ့စားလိုက်ရင်ကျွန်တော်တို့တင်းတိမ်နေတိတ်ပြီးတော့ဝိတ်လျှော့အစာလျှော့ရလို့တိတိုင်းမဖြစ်ဘူးပြီးတော့စောတော့ကလိုမျိုးကြောင်ငါးတို့မဲသားတို့ဟိုကြက်ရင်ပုံတို့နဲ့အရွက်တွေနဲ့ပြုတ်ကြော်လေးလောက်တာပဲဖြစ်ဖြစ်ပိုလီဝိုင်းလေးနဲ့ထည့်ပြီးတော့အဲ့ဥစ္စာကလည်းကျွန်တော်တို့ဟိုတရုတ်ကြော်လော်တွေပေါ့အစိမ်းကြော်တို့ဘာလို့ကြော်သလိုပဲအရသာထွက်အောင်ကြော်လိုက်တာပဲအဓိကအထက်မှာထည့်တဲ့ပစ္စည်းတွေရဲ့ကယ်လိုရီတွေအထက်မှာထည့်တဲ့ပစ္စည်းတွေရဲ့စီတက်နိုင်တဲ့ဥစ္စာတွေကိုသူကတက်ချက်ပြီးစားဖို့ပဲအဲ့တော့ဒီရသာကကျွန်တော်တို့နေ့စဉ်အိမ်မှာစားနေတဲ့ရသာတွေနဲ့မကွာအောင်လို့လှုပ်ရှားလို့ရတယ်တကယ်တော့ပြဿနာရှိမနေဘူးပြီးတော့ကျွန်တော်အမြဲစားပြတ်တာတီးစုံနဲ့အထက်မှာကြက်ဥတို့ဘဲဥတို့နဲ့ပဲကလာရင်ပြီးတော့နောက်တစ်မျိုးကကျွန်တော်တို့ဒီကြက်ရင်ပုံတို့ငါးတို့ဟွာအထူးသဖြင့်ကြက်ရင်ပုံငါးရပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့က string လောက်တာဖြစ်ပေါင်းတာဖြစ်ပြုတ်တာဖြစ်လောက်တယ်ပြီးရင်ကျွန်တော်ဒီလိုအရွက်လေးတွေလှီးထားတယ်အများတန်းအစင်းနဲ့လှီးထားပြီးရင်အဲ့ဒါလေးကိုကျွန်တော်ထွင်ထားတဲ့သားတို့ငါတို့ထွင်ထားတဲ့ဟာလေးနဲ့ရောပြီးတုပ်စားအရန်ကောင်းချင်းကန်ဆက်အရသာဟိုမှာအငန်လေးနည်းနည်းလျှော့ပြီးတော့တုပ်စားတယ်တမယာသီးလေးတွေငြုပ်သီးမုံလေးတွေနဲ့မြန်မာပါးစပ်နဲ့ကွက်တီပဲစောတော့ပြောသလိုထမင်းလေးလက်သီးစုပ်လောက်နဲ့စားမလားဒီတိုင်းစားမလားပရိုတိန်းနဲ့ပြေရတယ်မိန်နဲ့ခုအစားတွေစားနေရတယ်လို့ပဲကျွန်တော်မရှောင်နိုင်ပေမဲ့ရှောင်နိုင်ပိုကောင်းမှန်ကြတခုရှိတယ်အဲ့ဒါကကျွန်တော်စက်သွန်စီချက်ထဲတာပေါ့နော်အဲ့ဒါကစီချက်ကိုရိုးစီနေတော့မချက်ဘူးအိုလီဝိုင်းနည်းနည်းလေးတွေကိုပဲစီချက်ကိုထဲချက်ပြီးတော့အဲ့ဒီပါစက်သွန်ဖြူပြစက်သွန်နီဖြစ်အဖက်ကိုပဲယူတာပေါ့နော်အဲ့ဒါကတော့ကျွန်တော်သိမရှောင်ဖြစ်သေးဘူးရှောင်နိုင်တော့ပိုကောင်းတယ်ပြီးတော့ကျွန်တော်ကဘိုက်စားတဲ့အချိန်နေသူစာမှာဆိုတော့မီးတစ်ခုနဲ့တစ်ခုကြာမှာဒီလို neck လေးတွေတည်တာစားတယ်တနေ့ကို10စိတ်တဲ့တော့ပုံမစားသင့်ဘူးအများကြီးဆိုင်လဲတော့အစီတက်နိုင်တယ်အဲ့မှာပြောရရှိလာတာကျွန်တော်ရဲ့စလိုက်ကြော်ကြီးထမင်းကျွန်တော်တို့ရဲ့အသေးကြော်မဖြစ်မနေအဲ့ဒါကြောင့်မလို့လေကျွန်တော်တို့ကဝိတ်ချတဲ့အချိန်ဆိုရင်ထမင်းကိုအလွန်ယွံကြောက်တယ်ကျွန်တော်ကိုယ်တိုင်လည်းကြောက်တယ်အခုချိန်ကြီးမစားရဘူးဟုတ်ဒီဘက်ဒီစားမယ်ဆိုတွန့်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကစားပြီးရက်လုံးမှမရဘူးစောတော့ဟင်းတွေကိုဟုတ်တယ်နည်းနည်းလေးအဆင်ပြေအောင်မြန်မာမှုပြုတ်ပြီးတော့ဝိတ်လျှော့စားတွေကိုအငန်တော့လျှော့ရနော်အကုန်လုံးမြန်မာမှုပြုတ်တယ်ဆိုဖန်နေပြီးစားတယ်အဲ့ဒါလေးကိုထမင်းလေးနည်းနည်းနဲ့ယူစားမယ်ဆိုစားစီစားလိုက်လို့ရှိရင်ဘယ်ကလိုင်းနဲ့ထမင်းစားမလားအသုတ်တွေနဲ့ထမင်းစားမလားမရက်နိုင်တော့အဲ့တော့ကျွန်တော်တို့ကထမင်းကိုအလွန်ညွန်ကြောက်သွားတယ်တကယ်တော့ထမင်းကသူကပြဿနာရှိမနေဘူးလူခန္ဓာကိုယ်ရဲ့အဓိက energy အရင်းမြစ်ကို carbohydrate ကပေးတယ်အဲ့ဒါကိုကျွန်တော်တို့အလွယ်ကူသုံးကြတာထမင်းရရထမင်းကသူကသူဘာပြဿနာမှရှိမနေဘူးကြောက်เสียမဟုတ်ဘူးကြောက်เสียကကျွန်တော်တို့သူ့ကိုစားနေတဲ့ portion တနည်းကိုနှစ်စလုံးသုံးစလုံးနဲ့အစီနဲ့နေပြီးစားခဲ့တဲ့အကျင့်တွေအဲ့အကျင့်တွေကိုမပြောင်းနိုင်တာအဲ့ဒါတွေကပြဿနာပြီးတော့စီနဲ့ကြော်တဲ့ဥစ္စာတွေအဲ့ဒါတွေကမှတကယ်ပြဿနာအဲ့တော့ထမင်းဒီ breakfast နဲ့ lunch မှာလက်သီးစုပ်လောက်စားတာကကိုယ့်ရဲ့ energy ကိုကိုယ့်ရဲ့လှုပ်ရှားမှုတွေအတွက် energy ကိုထိန်းထားနိုင်ပြီးတော့အနေနဲ့လည်းမဖြစ်စေပါဘူးကောင်းသွားတယ်အဲ့လောက်ကနောက်ပြီးတော့ကျွန်တော်တို့ဒါဆောင်းတော့ချက်ပြသလိုပေါ့နော်ကျွန်တော်တို့မြန်မာအစားအသောက်ကကျမကြီးနဲ့မညီညွတ်နေတာမဟုတ်ပါဘူးကျွန်တော်တို့အဲ့ထဲမှာထည့်တဲ့စီအမောင်းတို့အဲ့ဒါကိုပြင်ဆင်ပုံတို့ဟို awareness မရှိပုံပေါ့နော်ကျွန်တော်တို့ awareness မရှိခဲ့တဲ့အကျင့်တွေကပဲအနေရှိတာပါတကယ်တော့ကျွန်တော်တို့အစားအသောက်ကိုဆက်ပြီးစားလို့ရပါတယ် weight short နေတဲ့အချိန်မှာအဲ့တော့အစားအသောက်နဲ့ပတ်သက်တဲ့အဓိကအနည်းချုပ်ကတော့ကျွန်တော်တို့ကနေ့စဉ်ကျွန်တော်တို့စားနေတဲ့အစားအသောက်မှာကျွန်တော်တို့စားလိုက်တဲ့ဘယ်အရာတွေကကျွန်တော်တို့ခန္ဓာကိုယ်မှာဘာဖြစ်စေလဲနော်အဲ့ဒါတွေကိုကျွန်တော်တို့ဒီကောင်တွေကပိုပြီးစုနေမှာလားအဲ့တော့ပိုပြီးမစုအောင်ကျွန်တော်တို့ဘယ်လိုလှုပ်ရှားမလဲလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ဥစ္စာကိုနောက်ထပ်ထ
ပ်ပြောပေးမယ်နော်အဲ့တော့ဘယ်လိုလှုပ်ရှားမလဲအဲ့ဒါကိုသိဖို့လိုတယ်ပရိုတင်းကဘာလို့လိုအပ်တာလဲပရိုတင်းဘယ်လောက်ပမာဏလိုအပ်လဲငါဘယ်လောက်စားပြီးပြီလဲနော်ကာဗွန်ဟိုက်ဒရိတ်ကဘာဖြစ်လို့ဖြတ်เสียရမလို့ပဲနဲ့လိုအပ်နေသေးတာလဲနော်ကာဗွန်ဟိုက်ဒရိတ်ဆိုတာကျွန်တော်တို့စားပြီးတော့လို့ရှိရင်သူ့ထဲမှာ glucose ဖြစ်လာတာတဲ့ glucose ကနေပြီးတော့သူကကျွန်တော်တို့ရဲ့ energy ကိုသုံးတယ်လှုပ်ရှားမှနည်းနည်းပေါ့အဲ့ဒါကနေပိုတဲ့ဥစ္စာတွေကို glycogen ဖြစ်နေသူကကြွက်သားတွေရှိမှာ90%နှုန်း80%နှုန်းသိမ်းထားတယ်ပြီးတော့အသေးမှလည်းနည်းနည်းသိမ်းတယ်ပေါ့နော်အဲ့တော့အသေးဟာတော့သူ့တဲ့ကြားတက်ကိုထိန်းညှိတဲ့နေရာမှာသုံးပါတယ်တဲ့ကြွက်သားထဲမှာသိမ်းထားတဲ့ glycogen တွေကကျွန်တော်တို့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာကြွက်သားတွေလင်းမြန်ဖြည်းဖြည်းလက်လက်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာဒီကောင်တွေက glucose ဖြစ်ပြန်ပြောင်းတယ်အဲ့ဒီနေရာမှာလောင်စာဆီဖြစ်သုံးတယ်နော်အဲ့တော့ကျွန်တော်တို့အဲ့လိုလှုပ်ရှားတဲ့အချိန်မှာ glycogen မရှိလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူကဒီကျွန်တော်တို့လှုပ်ရှားမှုတွေမကောင်းဘူးများဥပမာကစားရင်နှီးတာတို့အမောမခံနိုင်တာတို့ဖြစ်တယ်နောက်ပြီးတော့သူက protein တွေကို energy ဖြစ်သုံးလာနိုင်တဲ့အတွက် muscle loss တွေဖြစ်နိုင်တယ်နောက်တစ်ခုက glycogen 1 gram ကိုတဲ့ရေ 3-4 gram လောက်သူကထိန်းထားတာဟိုးထားတာအဲ့ဟာမှာ glycogen ကညော့လာတယ်ကျမှရေဓာတ်တွေညော့သွားတယ်အဲ့ဒါကြောင့်မကောင်ဝိုင်းတွေဖြတ်လာရင် weight ကအရမ်းကျတယ်အဲ့တော့ဟုတ်တယ်နံပါတ်အရကျသွားတာဒါပေမဲ့သူကအဆီတွေလောင်ကျွမ်းသွားတာမဟုတ်ပါဘူးเนาะဒီရေဓာတ်တွေမာဆယ်တွေဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ဒါကကျမရဲ့အတွက်မကောင်းတဲ့အတွက်ကာဗွန်ဟိုက်ဒရိတ်ကလိုအပ်တဲ့ glycogen ရအောင်စားဖို့လိုတယ်เนาะအဲ့တော့နံပါတ်1ကိုစားနေတာတွေကိုသိရမယ်ကိုစားရတဲ့အမောင်ကိုစားရမယ့်အမောင်ကိုသိရမယ်တကယ်လို့အဲ့ဒီမှာလွန်သွားပြီဆိုရင်ဘာတွေပြန်လုပ်ရမလဲကိုသိရမယ်ဘယ်လောက်လှုပ်ရှားရမလဲเนาะအဲ့ဒါကိုမှနောက်တစ်ခုဆိုရင်ပိုးရှင်းကပြဿနာပါเนาะစားတဲ့အစားတောက်တဲ့စားရင်ပိုးရှင်းကပြဿနာပါအဓိကအရန်ဆိုးတဲ့စီနဲ့ပတ်သက်တဲ့ဟာတွေတော့ကျွန်တော်ကတော့ရှောင်လိုက်တယ်ဥပမာ deep fry နေဟာမျိုးအမြင်စားတာမျိုးတို့အာလူကျော်စားတာတို့နောက်ပြီးတော့စီပြန်ဟင်းတွေပေါ့စီတွေနစ်နေတဲ့စီပြန်ဟင်းတွေမစားတော့ပြီးတော့ပြပြင်ဖန်တီးထားတဲ့ margarine တို့လိုစီတွေအဲ့လိုဟာတွေကိုတော့ကျွန်တော်မစားပြတော့ဘူးရှောင်လိုက်တယ်ပြီးတော့ကျွန်တော်ခောက်ဆွဲမစားပြဘူးဟိုဟာတွေဗာလဲ ready made ထုတ်တွေလည်းမစားပြတော့ဘူးเนาะအဲ့ဒါတွေတော့ရှောင်လိုက်တယ်အခြားတွေကတော့စားပြတယ်เนาะကိုယ့်ရဲ့ energy နဲ့ဒီ weight နဲ့မျှတအောင်စားကိုစားရမယ်ဒါပေမဲ့ portion ကအဓိကပါကိုစားနေတဲ့ portion ကိုကိုယ့်ဘက်ကို limit လုပ်နိုင်ဖို့လိုတယ်အဲ့တော့ portion က short လာရင်ငါတို့က bite စားမှာပေါ့ဘယ်လိုလုပ်မလဲအစစ်လက်မမဖြစ်တာဆိုတော့ portion က short တာမဟုတ်ပါဘူး portion နဲ့ကပါဝင်တဲ့အချိုးကိုပြောင်းရမှာအရင်ကကျွန်တော်တို့က carbohydrate ဒီဆန်တို့ဂျုံတို့ခောက်ဆွဲတို့အဓိကထားပြီးတော့ protein နဲ့အသီးရွက်တွေကနည်းနည်းချင်းစားတာအဲ့တော့ကျွန်တော်တို့ကပြောင်းရမှာကျွန်တော်တို့စားတဲ့မိမှာ carbohydrate က40%နှုန်းထက်မပိုတဲ့အမောင်ပဲရှိတဲ့နဲ့ပြီးလို့ရှိရင် protein က30%နှုန်းလောက်ပါပြီးတော့မှအခြားဟာကိုတော့ကျွန်တော်တို့ဟင်းသီးရွက်နဲ့အစီကိုစားတင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် balance ဖြစ်တဲ့ကျန်းမာတဲ့portion တစ်ခုကိုဟိုအစာလည်းသိပ်ခံစရာမလိုဘဲနဲ့ကျွန်တော်တို့စားနိုင်မှာဖြစ်တယ်အဲ့တော့ဒါကခက်ခဲတဲ့အရာတစ်ခုမဟုတ်ပါဘူးတကယ်တည်းလုပ်လို့အဆင်ပြေပါတယ်နောက်တစ်ခုကတကယ်လို့ဒါတင်ကတယောက်တည်းနေတာဆိုရင်တော့ဒီဟာကအရန်ပို့ပြီးတော့လွယ်ကူတယ်ဘာဖြစ်လို့လဲဆိုတော့မိသားစုနဲ့ဆိုရင်တော့မိသားစုကဟိုဟာစားမယ်ဒီဟာစားမယ်ညကန်ဒီမှာထမင်းစားမယ်အဲ့လိုမျိုးပေါ့နော်ထမင်းစားပြီးတော့လှုပ်ရှားဖို့အတွက်လည်းခက်ခဲမယ်ဘာဖြစ်လို့လဲဆိုတော့မိသားစုအချိန်ပေးရတာနဲ့ TV 2ကြည့်မှလည်းအဲ့လိုမျိုးတွေရှိနိုင်တယ်ပြီးတော့ရီးသားနဲ့ဆိုလဲရီးသားလေးကညနေမှဘာသွားစားခြင်းလဲဘာသာတို့သွားစားခြင်းလဲမင်းလိုက်မျိုးတို့ထိုင်နေလို့လည်းမရအောင်ဟုတ်တယ်မလားအဲ့တော့အဲ့ဒါတွေကခက်ခဲတယ်အဲ့တော့ဘယ်သူမှအတင်းကိုစောက်ဖက်မလုပ်ဘူးဆိုလို့ရှိရင်တယောက်တည်းနေရတဲ့အချိန်မှာအခုလိုအစာကိုစနစ်တကျစီမံပြီးတော့ဝိတ်ချဖို့အကောင်းဆုံးအချိန်ပဲဒါမှမဟုတ်အဲ့ဒါကအချစ်ကန်ခေပေမဲ့အနှစ်ကျန်စီရမယ်ဆိုအစမှပြောတာဒါကြောင့်ပြောတာနော်ကဲအဲ့တော့စကြည့်လာလေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့ဟာကိုနောက်တစ်ခုမှပြန်ထပ်ပြောပြမယ်